ပွဲသိမ်းညက်နေဖြုတ်ပြီးထခုန်အောင်မယ်ရှင်ဆီယာမရဲ့ဇေဒနာယတနာရှင်ပေါက်မယ်ရှင်ဆီယာမဖြုတ်မယ်ဆီယာမကိုမတားကြပါနဲ့ရှင်တီးခဲ့တဲ့အပတ်ကလည်းဆီယာမမွေးပရိတ်တွေဆက်တိုက်ပေါက်ခဲ့ပါတယ်ရှင်ယခုပတ်လည်းဆီယာမမွေးပရိတ်မိန်တိုင်း3ပရိတ်တစ်ချောက်တဲ့ပေါက်ခဲ့ပါတယ်ရှင်ဆီယာမမွေးပရိတ်အစ်စ်ကြာတာပရင်းညတောက်ချမွေးပရိတ်အစ်စ်တင်ပေးထားပါတယ်ရှင်ဆီယာမကမားရင်မားတယ်ပြောပါတယ်ရှင်မှန်ရင်မှန်တယ်ပြောပါတယ်ရှင်ဆီယာမကနန်းမှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်ဆက်တိုက်ရှိခဲ့တယ်ရှင်ဆီယာမပရိသတ်တွေတိကျပါတယ်ရှင်ဇေဒနာနဲ့တင်ပေးနေတဲ့ဆီယာမရဲ့ဇေဒနာကိုအတိမှတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါရှင်ဆီယာမပြောတာတေချာနားထောင်ပေးပါရှင်ချင့်ချိန်နိုင်တဲ့လောက်ကစားတဲ့အရင်ပေါက်တဲ့အခါအမျက်ကြံပြီးထောက်ခုံရမိရှင်ဆီယာမနေတိုက်ပတ်တီးတလုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြတယ်ရှင်ဆီယာမပရိသတ်တွေခဏခဏထောက်ခုံရတယ်ရှင်ဒီလိုနေ့တွေရှိလို့ပဲဆီယာမကမကြက်မကွက်စူးစမ်းနေလာပါရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားကြောင့်လေဆီယာမအားရှိပြီးစူးစမ်းနေတာရှင်ဆီယာမရဲ့3ရက်မကျော်ဟူးမကျော်မွေးပရိတ်ဆိုလေအပတ်တိုင်းပြတ်ပင်မရှိပေါက်ခဲ့ပါတယ်ရှင်ဆီယာမနီးတိုက်ပတ်တီးတလုံးနဲ့ပတ်တီးထဲကရွေးကွက်ဆိုလေပေါက်ခဲ့တဲ့နေ့များတယ်ရှင်အပတ်တိုင်းပေါက်ပြီးထခုန်ကြတာဆီယာမပရိသတ်တွေတိကျပါတယ်ရှင်ဆီယာမကနန်းအမြဲမှန်အောင်လို့ဆီယာမပရိသတ်တွေအတွက်အမြဲစူးစမ်းပေးနေပါတယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးတော့ခဏခဏထခုန်ရတယ်ရှင်ဆီယာမကိုအားပေးတယ်လို့တော့မပြောချင်ဘူးလားရှင်ဆီယာမပရိသတ်တွေရဲ့အားပေးစကားဆီယာမအတွက်ခွန်အားရှိပါတယ်ရှင်ဆီယာမပရိသတ်တွေရှိကဆီယာမဘာမှမတောင်းပါဘူးရှင်ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီရှင်ဇေဒနာအပြည့်ထားပြီးအပင်ပန်းခံပြီးရှာဖွေပြီးအမြဲစူးစမ်းပြီးတင်ပေးနေတာရှင်ပရိသတ်အသက်တွေကမတိကြတော့ဆီယာမရှင်းပြပြောပြပေးတာပါရှင်ဆီယာမကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနိုင်ကစားရင်ပုတ်ရှုံးမဖြစ်အောင်အမျက်ကြံအောင်လို့ဆီယာမကဇေဒနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အသက်တွေကိုရှင်းပြပြောပြပေးနေလာပါရှင်ယုံကြည်မှုဆိုတာတရက်နဲ့မရပါဘူးတလနဲ့လည်းမရပါဘူးနှစ်နဲ့ချီပြီးတိဆောက်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆီယာမမလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်ဆီယာမရဲ့ချစ်ရတဲ့ပရိသတ်တွေအတက်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်အမားနဲပြီးအမှန်များအောင်ဆီယာမအမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်ဆီယာမကနန်းဝင်ကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆီယာမကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အစ်စ်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆီယာမနဲ့ဘလောက်ကြာလိုက်လာခဲ့လဲကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တောင်ဆီယာမနဲ့အတူမပြတ်မကွက်လိုက်ကစားကြတာပါရှင်ဆီယာမအရန်ကိုကျေးဇူးတင်ပါတယ်တူးဒီဆိုတာကအမားလဲရှိတယ်အမှန်လဲရှိတယ်ဘယ်သူမှအမြဲမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမားနဲပြီးအမှန်မြောင်းအောင်ဆီယာမနေတိုင်းစူးစမ်းနေတာပါရှင်ညဘက်12နာရီထိကလင်ဒါတွေကြည့်ထွက်ကနန်းတွေစစ်မနက်9နာရီထိစင်ရင်ပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပေမဲ့ဆီယာမအမြဲလုပ်နေတာပါရှင်ဆီယာမကမန်ပါမခေါ်ဘူးရှင်ပတ်စံမတောင်းဘူးရှင်ဇေဒနာနဲ့ပဲလုံနေလေသူဖြစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူပြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆီယာမရဲ့စိတ်ပါရှင်ဒါကြောင့်ဒီတစ်ပတ်ဆီယာမအရန်သေးချာစဉ်းစားထားပါရဲ့ရှင်နေ့တိုင်းစာရွက်နဲ့ရေးထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထပ်စစ်မှားလို့မရဘူးဆိုတဲ့စိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီရှင်ဒီနေ့ရဲ့အဓိကပွဲကတော့တောက်ကြပွဲသိမ်းညနေကစားပွဲပါရှင်ဒီပွဲကိုဆီယာမအရန်ယုံကြည်ထားပါတယ်ရှင်ဘာလို့လဲဆိုတော့ဆီယာမကနန်းစိုက်ပေါင်းစုံကနေအပင်ပန်းခံရှာထားတာဖြစ်လို့အားလုံးတိုက်ပြီးမှပေးလာပါရှင်အင်္ဂါနဲ့မနက်6ရက်3လ2026မနက်ပတ်တီးကတော့တစ်ပတ်တီးကစားရှင်တစ်ပတ်တီးဖန်ပတ်ရှင်တစ်ပတ်တီးကစားပြီးဖြုတ်တော့ရှင်တစ်ပတ်တီးစိုက်အရာထပ်ပေးရပါရှင်ပေါက်ပတ်တီးလို့ပြောလဲမမားပါဘူးရှင်ဆီယာမရှာတွေ့ထားတဲ့တစ်ပတ်တီးကစားပေါက်ပါစေရှင်တစ်ပတ်တီးထပ်ပေးမှပွဲကောင်းမယ်ရှင်ပတ်တီးကစားနိုင်တဲ့ပရိသတ်တွေပတ်တီးကစားပါရှင်ပတ်တီးမစော့နိုင်တဲ့ပရိသတ်တွေရွေးကွက်ကစားကြပါရှင်ပတ်တီးတစ်လုံးနဲ့မကစားဘူးရှင်ပတ်တီးထဲကဆီယာမရွေးကွက်3ကွက်ရွေးပေးထားပါတယ်ရှင်ဆီယာမပြောတာတေချာလိုက်ကြည့်ကြတဲ့ပရိသတ်တွေသဘောပေါက်နားလည်ရင်ဆီယာမကနန်းကစားတဲ့အခါပေါက်ပြီးထခုံရမယ်ရှင်ရွေးကွက်3ကွက်ပြောပြီးရှင်တေချာနားထောင်ပေးပါရှင်တောက်ကြပွဲသိမ်းညနေကစားပွဲ6ရက်3လ2026ညနေတစ်ပတ်တီးထဲရွေးကွက်3ကွက်ပါရှင်တစ်နှစ်တစ်စနစ်တစ်3ညတစ်30
13ဆီယာမရှင်းအောင်ရွေးကွက်3ကွက်ထပ်ပြီးရွေးပြပေးပါမယ်ရှင်တစ်နှစ်တစ်စနစ်13ညတိ10 13အခုတော့အင်္ဂလိပ်လိုပြောပါမယ်ရှင်တစ်စနစ်10 13ဒီ3ကွက်ကဆီယာမအကြိုက်စူးစမ်းပြီးရွေးထားတဲ့ရွေးကွက်ပါရှင်ပတ်တီးပေါက်ပြီးဆိုဆီယာမရွေးကွက်3ကွက်လဲပေါက်တာများခဲ့ပါတယ်ရှင်ဆီယာမပရိသတ်တွေကိုဆီယာမတစ်ခုပဲပြောချင်ပါတယ်မလောပါနဲ့အလင်းမထက်ပါနဲ့တူးဒီကစားတဲ့အခါနိုင်တဲ့လောက်ချင့်ချိန်ပြီးကစားကြပါရှင်နိုင်တဲ့ဝန်ထမ်းပြီးကစားကြပါရှင်ဆီယာမအချိုက်တစ်ကွက်ကောင်းပြောပါမယ်ရှင်ဆီယာမအချိုက်တစ်ကွက်ကောင်းဆိုတစ်ကွက်ကောင်းတစ်ကွက်ကောင်းတစ်ကွက်ကောင်းတစ်ချောက်တစ်ကွက်ကောင်းလဲပေါက်ပါစီရှင်ဒါဆိုအပတ်တိုင်းဆီယာမကနန်းလိုက်ကစားရင်ပေါက်ပြီးထခုံရမယ်ရှင်ဆီယာမစကားနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းအမျက်ကြံပါတယ်ရှင်ဆီယာမပြောပြပြီးနေတာဆီယာမပရိသတ်တွေအတက်ပါရှင်ဆီယာမရဲ့စေတနာကိုတိတက်မြင်တက်ကြပါစေရှင်အေးအေးဆေးဆေးထားပြီးကစားစီးညက်ကြကစားပါရှင်ဆီယာမကအမြဲဆီယာမပရိသတ်တွေအတက်ရှိနေပေးနေမှာပါရှင်ဆီယာမကနန်းလိုက်ကစားကြတဲ့ဆီယာမပရိသတ်တွေအားလုံးကိုဆီယာမကကံကောင်းပါစေလို့ဆုတောင်းပေးပါရဲ့ရှင်ထပ်ပြီးပေါက်ပါစေရှင်ပတ်တီးလဲပေါက်တယ်လို့ရွေးကွက်လဲထပ်ပြီးပေါက်ပါစေရှင်ပတ်တီးနဲ့ရွေးကွက်ကစားပြီးပေါက်ပါစေရှင်ဆီယာမမွေးပရိတ်တင်ပေးထားတာမမေ့ကြနဲ့ရှင်ဆီယာမကနန်းကစားနေပေါက်ပြီးထခုံရမယ်ရှင်ပေါက်အောင်လို့ဆီယာမစူးစမ်းပေးထားတယ်ရှင်ပတ်တီးနဲ့ရွေးကွက်ပေါက်ပါစေရှင်ကံကောင်းပါစေရှင်ကံကောင်းပြီးပတ်တီးလဲပေါက်တယ်လို့ရွေးကွက်လဲထပ်ပြီးပေါက်ပါစေရှင်ဆီယာမပရိသတ်တွေအပေါ်အမြဲစေတနာအပြည့်ထားပြီးစူးစမ်းရှာဖွေပြီးတင်ပြီးနေလေဆီယာမပါရှင်ပေါက်ပါစေရှင်ညနေထခုံရှင်